Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဘင်္ဂလက္ခဏာဟောတဲ့ဦးကျော်ဆိုလို့ဖြစ်ပါတယ်ကျွန်တော်ယခုတင်ပြမယ့်အကြောင်းအရာကတော့မိမိတို့လက်ဖွားပြင်ကိုကြည့်ရောလက်ဖွားပြင်ကလက်ရည်လဲချောင်းရဲ့အောက်ခြေဘက်ရှိတနင်းတွေဂျိုကုံမှာကျဲပုံသဏ္ဍာန်အမှတ်အသားကိုတွေ့ရှိပါကဒါကမင်္ဂလာချမ်းရန်အမှတ်အသားပဲဖြစ်ပါတယ်ဗျာနော်ဒီအမှတ်အသားပါရင်ချမ်းသာမှုဖြစ်တတ်ပါတယ်မိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်မှုအသီးသီးကိုလည်းရရှိခံစားရတတ်ပါတယ်ဗျာနော်ဘွယ်ထူးဂုံထူးများရရှိခြင်းယာရုရကန်ကြီးများရရှိခြင်းစတဲ့နော်အခြေအနေမျိုးတွေလည်းဖြစ်တတ်ကြုံတတ်ပါတယ်ဗျာနော်နာမည်ကိုယ်နဲ့ထင်ပေါ်ကျော်ကြားမှုတွေလည်းရရှိတတ်ပါတယ်ဗျာနော်ကျွန်တော်စီကိုဘင်လက္ခဏာမင်းများဆက်သွယ်လို့ပါဖုန်းနံပါတ်09941693ရေးဆက်သွယ်ပြီးတော့၎င်းသို့မဟုတ်ကျွန်တော်ရဲ့ Facebook account Messenger မှာဆက်ဖြစ်စေသို့မဟုတ်ကျွန်တော်ရဲ့ TikTok account Messenger မှာဆက်ဖြစ်စေဆက်သွယ်ပြီးတော့၎င်းဘင်လက္ခဏာမင်းများစုံစမ်းလို့ရပါခင်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဒီကုန်းချိုးပါတယ်ခုနှစ်သားသမီးကျွန်တော်ရဲ့မိတ်ဆွေများအလုံးကိုယ်စိတ်နေပါချမ်းသာကျမ်းမာကြပါစေကောင်းကျိုးလူရဆန်းတစ်လုံးတော့ရပြည့်စုံကြပါစေနော်ဆင်းရဲတဲ့ငရဲကင်းဝေးကြပါစေခင်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးလည်းတင်ရှိကြပါတယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲနေကုန်းချိုးရပါတယ်ခေါ်ရသားသမီးမိတ်ဆွေများအလုံးနောက်ဗီဒီယိုများမှာပြန်လည်ဆုံစည်းကြပါမယ်ခင်ဗျာ